ထူးဆန်းတဲ့လက်ပတ်တစ်ခုဟာအမျိုးသားတစ်ယောက်ရဲ့လက်ကောက်ဝက်မှာလာရောက်ရစ်ပတ်လိုက်ရာကနေရာအလုံးစတင်ခဲ့ပါအဲ့ဒီလက်ပတ်ကသူ့ရဲ့လက်ကိုခနာကိုယ်ကနေတဖြည်းဖြည်းချင်းလှိဖြတ်ပြီးခွဲထုတ်ပစ်လိုက်တာပါအဲ့ဒီနောက်မှာတော့သူ့လက်ထဲကိုဆေးတောက်လိုပုံစံအရာလေးတစ်ခုထည့်သွင်းလိုက်ပြီးပွန့်ထွက်သွားတဲ့ဒဏ်ရာဟာလည်းမျက်စိတမိတ်အတွင်းအလိုလျောက်ပြန်လဲစေ့သွားခဲ့သူလန်နိုးလာတဲ့အခါတကိုယ်လုံးချွေးစေးတွေနဲ့ရွှဲနစ်နေခဲ့ပါအိမ်မက်ဖဲဖြစ်မှာပါလို့ကိုနှစ်သိမ့်ကြည့်ပေမဲ့လက်ထဲကခံစားနေရတဲ့နာကျင်မှုကတော့အစစ်မှန်ကြီးဖြစ်နေပါတယ်စိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့ TV ကိုလှမ်းဖွင့်တဲ့အချိန်မှာပဲမမျှော်လင့်ပဲ TV ကြီးကရှေ့မှာတင်ပျောက်ကွယ်သွားခဲ့ပါသူအကြီးကျယ်တုန်လှုပ်သွားပြီး TV ရှိခဲ့တဲ့နေရာကိုလက်လန်းပြီးစမ်းကြည့်လိုက်တဲ့အခါမမြင်ရတဲ့အေးဆက်ရာဝတ္ထုတစ်ခုနဲ့တွားတိုင်မိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ TV ဟာမူလနေရာမှာချက်ချင်းပြန်ပေါ်လာခဲ့ပါတယ်သူယူသွားပြီလားဆိုတာကိုသိနိုင်မှုဆေးရုံကိုပြေးသွားခဲ့ဆရာဝန်ကစစ်ဆေးပြီးနောက်မှာတော့လက်ထဲကအယူကကျိုးနေကြောင်းဒါပေမဲ့ဖြတ်ထားတဲ့ပုံစံကစက်နဲ့တီးတီးကြကြဖြတ်ထားသလိုအလွန်သေးသက်နေကြောင်းပြောပါတယ်အထူးဆန်းဆုံးကတော့အသားရည်ပေါ်မှာဘာတန်ရာအမာရွတ်မှမရှိနေတာပါသူဟာကွန်ပျူတာကျွမ်းကျင်သူတယောက်ဖြစ်တယ်လို့အရင်ကလည်းအာကာသတဲကိုအချက်ပြလိုင်းတွေပို့လွှတ်ခဲ့တဲ့စမ်းသပ်ချက်တွေမှာလုပ်ခဲ့ဘူးပြီးတော့သူ့ရဲ့နေ့စဉ်ဘဝကိုဗီဒီယိုရိုက်ပြီးမှတ်တမ်းတင်ရတာကိုလည်းဝါသနာပါသူဖြစ်ပါတယ်သူမှတ်မိနေရတစ်ခုကတော့တနေ့တောင်တက်နေတော့ကောင်းကင်ကနေထူးဆန်းတဲ့ရာဝတ္ထုကြီးတစ်ခုဆင်းသက်လာတာကိုသူမြင်တွေ့ခဲ့ရတာပါပဲရဲတွေရောက်မလာခင်သူကအခင်းဖြစ်တဲ့နေရာကိုအရင်ဆုံးရောက်သွားခဲ့ပြီးဂျိုသားရင်ကြီးကိုအနီးကပ်တွေ့ရှိခဲ့ရတဲ့သူပါစိတ်တွေလှုပ်ရှားနေတဲ့ကြားကပဲသူဟာကင်မရာနဲ့မှတ်တမ်းတင်ဖို့ကြိုးစားခဲ့ပါဒါပေမဲ့မျက်စိတမိတ်အတွင်းမှာပဲရင်ကြီးကပျောက်ကွယ်သွားပြီးသူ့နောက်မှာဂျိုသားတစ်ယောက်ပေါ်လာပါသူကြောက်လန့်နဲ့ပဲအဲ့ဒီဂျိုသားကိုဗီဒီယိုရိုက်နိုင်ခဲ့ပေမဲ့ဂျိုသားကတော့သူ့ကိုအရေးမလို့ပဲထွက်သွားခဲ့ပါသူထွက်သွားဖို့ကြိုးစားလိုက်ချိန်မှာပဲပြင်းရှတဲ့အပြာရောင်လင်းလန်းတစ်ခုဖြတ်ခနဲပေါ်လာပြီးသူသတိလက်သွားခဲ့ပါသူဟာအဲ့ဒီဗီဒီယိုကိုလှုပ်ဖို့ကင်ပတ်တွေကိုပြသခဲ့ပေမဲ့ဘယ်သူမှမယုံကြည်ခဲ့ကြပါဘူးဒါကြောင့်သူဟာအမှန်တရားကိုသက်သေပြဖို့ပြန်ပေးဆွဲခံရခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဗီဒီယိုကိုအွန်လိုင်းပေါ်တင်လိုက်ပါအဲ့ဒီဗီဒီယိုဟာချက်ချင်းဆိုသလိုလူကြည့်တန်းပေါင်းများစွာဖြစ်သွားခဲ့ပြီးသတင်းဌာနတွေကပါသူ့ကိုအင်တာဗျူးကိုကမ်းလှမ်းလာခဲ့ကြပါဒါပေမဲ့သတင်းတောက်တယောက်ရဲ့အကြက်ကမေးခွန်းထုတ်မှုတွေကြောင့်သူဟာစိတ်တွေရှုပ်ထွေးပြီးတေချာမဖြေနိုင်ခဲ့ပါဘူးအဆုံးမှာတော့လူတွေကသူ့ကိုနာမည်ကြီးကျင်လို့လောက်ကျန်ဖန်တီးသူအဖြစ်သတ်မှတ်ပြီးဝိုင်းဝန်းကဲခဲ့ကြပါတော့စိတ်ပြတ်အားငယ်နေတဲ့သူဟာအွန်လိုင်းမှာသူ့လိုအဖြစ်ပြက်မှုကြုံမှုသူတွေရှိမလားလို့ရိုက်ချရှိရဲ့အခါမှာတော့သူ့ရဲ့အတွေ့အကြုံနဲ့ထပ်တူကျနေတဲ့မိန်းကလေးတယောက်ရဲ့မှတ်ချက်ကိုမထင်မှတ်ဖဲတွေ့ရှိသွားခဲ့ပါတယ်ထိုမျိုးသားဟာဆက်စုလိုသိန်းနဲ့အတူသူလိုပဲထူးဆန်းပြီးတွေ့ကြုံရှိတဲ့မျိုးသမီးငယ်တဦးကိုဟိုတယ်တစ်ခုမှာချင်းစုတွေ့ဆုံခဲ့ပါတယ်သူကမိမိရိုက်ကူးထားတဲ့ဗီဒီယိုတွေနဲ့တမိုင်းဝင်အာကာသယာဉ်ဓာတ်ပုံတွေကိုပြသခဲ့တယ်လို့မျိုးသမီးငယ်ကလည်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအလားတူပျောက်ဆုံးသွားခဲ့တဲ့မျိုးသားတဦးအကြောင်းပြန်လည်ပြောပြခဲ့ပါထိုပျောက်ဆုံးသွားသူဟာမှုသားစမ်းသက်ဆက်နဲ့စစ်ဆေးမှုကိုတော့အောင်မြင်ခဲ့သူဖြစ်ပေမဲ့နောက်ပိုင်းမှာတော့လှုပ်ဝက်စွာပျောက်ဆုံးသွားခဲ့ပါခွဲခွာကန်ဒီမှာတော့ဆက်သွယ်ဖို့ဖုန်းနံပါတ်ချင်းဖလှယ်ခဲ့ကြပါနောက်တစ်နေ့မှာတော့ထိုမျိုးသားဟာသူ့ရဲ့ဗီဒီယိုကိုလူများယုံကြည်အောင်လုပ်ဖို့ကြိုးစားရင်းစာရေးဆရာတယောက်နဲ့တွေ့ဆုံခဲ့ပါခမရမှုသားစမ်းသက်ဆက်နဲ့စစ်ဆေးခံပြီးအောင်မြင်တယ်ဆိုရင်လူတွေယုံလာလိမ့်မယ်ဆိုတဲ့အကြံပေးချက်အတိုင်းသူစမ်းသပ်မှုခံယူခဲ့ပြီးအောင်မြင်သွားခဲ့ပါဒါပေမဲ့စာရေးဆရာထွက်သွားပြီးမကြခင်မှာပဲအစိုးရလှုပ်ဝက်ကိုယ်စားလှယ်2ယောက်ရောက်လာပြီးသူ့ကိုဖမ်းဆီးသွားခဲ့ပါဒီအဖွဲ့အစည်းဟာဂျိုသားနဲ့အာကာသယာဉ်ကိုမြင်တွေ့ခဲ့သူတွေကိုလိုက်လံဖမ်းဆီးနေတဲ့လှုပ်ဝက်အဖွဲ့တစ်ခုပါသူသတိရလာတဲ့ချိန်မှာတော့စက်ရုပ်တွေစောင့်ကြည့်ထားတဲ့အခန်းတစ်ခုထဲမှာပိတ်လောင်ခံထားရတာကိုတွေ့လိုက်ရပါတယ်အခန်းထဲကမျက်နှာပြင်ပေါ်ကနေအရာရှိတဦးကသူ့ကိုစမ်းသပ်မှုတွေလုပ်ဖို့ညွှန်ကြားခဲ့ပြီးအရင်ကပျောက်ဆုံးသွားတဲ့အမျိုးသားရဲ့ဓာတ်ပုံကိုပြကဘာတိလဲလို့မေးမြန်းခဲ့ပါသူကဘာမှမသိဘူးလို့ညင်းဆိုနေတော့မှပဲသူ့ရဲ့ခန္ဓာကိုယ်ထဲမှာထူးဆန်းတဲ့စွမ်းအားတစ်ခုစတင်စီးဆင်းလာတာကိုခံစားလိုက်ရပါတယ်သူကလက်ကိုစန့်ထုတ်လိုက်အောင်နဲ့တင်ရှေ့ကမျက်နှာပြင်ကြီးပြုတ်ကျသွားခဲ့တာမိမိကိုယ်ထဲမှာစွမ်းအားအသစ်တွေရနေပြီဆိုတော့သိလိုက်တဲ့သူဟာဟိုတယ်မှာတွေ့ခဲ့တဲ့အမျိုးသမီးငယ်ကိုလိုက်ရှာခဲ့ပါတယ်စိတ်ရုပ်စောင့်ကြည့်သူတွေကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့သူဟာမြုံနိုင်တဲ့ခွန်အားတွေနဲ့စိတ်ရုပ်တွေကိုဖျက်ဆီးပြီးလက်နက်တွေကိုလူယူခဲ့ပါတယ်သူဟာမျိုးသမီးငယ်ကိုရှာဖွေတွေ့ရှိခဲ့ပြီးအတူတူထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်တကားတွေအားလုံးကိုအရာရှိကပိတ်ထားခဲ့ပေမဲ့သူဟာသူ့ရဲ့စမ်းကြဲတဲ့စွမ်းအားကိုအသုံးပြုပြီးတကားတွေကိုဖွင့်ကအပြင်ကိုလွတ်မြောက်သွားခဲ့ပါသူတို့နှစ်ဦးဟာနယ်ဘက်ကရွာလေးတစ်ရွာကစားတောက်ဆိုင်လေးတစ်ခုမှာ
ခိုလုံခဲ့ကြပြီးပျောက်ဆုံးသွားတဲ့မျိုးသားရဲ့တီနေရာကိုသိနိုင်မှုအတွက်သူကကွန်ပျူတာအသုံးပြုလို့ရမယ့်နေရာကိုစုံစမ်းခဲ့ရမှာဒေတာခံမိန်းကလေးတဦးကဟက်ကာတယောက်ရဲ့လိပ်စာကိုပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟက်ကာစီကိုရောက်သွားချိန်မှာပဲစေရုပ်တွေကထပ်မံလိုက်လံဖမ်းဆီးတာကြောင့်ထပ်ပြီးထွက်ပြေးခဲ့ရပါတယ်။နောက်ဆုံးမှာတော့ထိုဟက်ကာဟာထိတ်လန့်စရာအမှန်တရားတစ်ခုကိုဖွင့်ဟလိုက်ပါတော့တယ်။သူတို့ကိုလိုက်လံဖမ်းဆီးနေသူတွေဟာကမ္ဘာကုလသမဂ္ဂလက်အောက်မှာရှိပြီးမြေအောက်ထဲမှာနေထိုင်ကအရာအလုံးကိုလှုပ်ဝက်စောင့်ကြည့်နေတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်နေတာပါပဲ။အမျိုးသားဟာဟက်ကာကိုကူညီတောင်းပြီးအရင်ကပျောက်ဆုံးသွားခဲ့သူအခုဘယ်မှာပုန်းနေတယ်ဆိုတာကိုခြေရာခံခိုင်းလိုက်ပါဟက်ကာဟာသူ့ရဲ့ကျွမ်းကျင်မှုနဲ့အတူထိုသူဟာကနေဒါနိုင်ငံရဲ့တီနီယာမှာပုန်းအောင်နေကြောင်းရှာဖွေတွေ့ရှိသွားခဲ့ပါတယ်အချိန်မဆွဲတော့ပဲဗီဒီယိုကောနဲ့ဆက်သွယ်လိုက်တဲ့အခါထိုသူပေါ်လာပါတယ်အမျိုးသားကအာဂါတာတဲကိုအချက်ပြလိုင်းနေပို့လွတ်ခဲ့တာကအစထူးဆန်းတဲ့တုံ့ပြန်မှုတွေရရှိခဲ့တဲ့အထိအားလုံးကိုရှင်းပြခဲ့ပါတယ်အမျိုးသားကိုယ်တိုင်ဟာဒါဟာစက်ပိုင်းဆိုင်ရာချိုးရင်းချက်လို့ထင်နေတော့မှာပဲထိုသူကတော့ဒါကိုအလေးနဲ့ထားပြီးနာဆာရဲ့စာပစ်တွေထဲကနေမူရင်းအချက်လက်တွေကိုရယူခိုင်းခဲ့ပါဟက်ကာအဲ့အချက်လက်တွေကိုလွယ်တကူပဲရယူပေးနိုင်ခဲ့ပါအဲ့ဒီနောက်မှာတော့ထိုသူဟာအချက်ပြလိုင်းတွေကိုအတန်ဖိုင်ဖြစ်ပြောင်းလဲပြီးစမ်းသပ်စစ်ဆေးကြည့်လိုက်တဲ့အခါထိတ်လန့်စရာအမှန်တရားကိုသိလိုက်ရဒါဟာကြာပန်းဖြစ်နေတဲ့လိုင်းတွေမဟုတ်ပဲဂျိုသွားတွေစီကနေလာတာပါအဲ့ဒီသတင်းစကားအရနောက်ထပ်9ရက်အကြာညနေ4 နာရီတိတိမှာဂျိုသားတွေကဘာမြေကိုဆင်းသက်လာတော့မှာပဲဖြစ်ပါထိုသူကအမျိုးသားကိုအမြန်ဆုံးပုံးရှောင်ဖို့တတိပေးလိုက်ပါလှုပ်ဝက်အဖွဲ့အစည်းကအီလက်ထရောနစ်ပစ္စည်းတွေကတဆင့်ခြေရာခံနိုင်တာကြောင့်ပစ္စည်းအလုံးကိုဖျက်ဆီးဖို့ပြောပြီးဖုံးချသွားခဲ့ပါအခြေအနေကအလွန်စိုးရိမ်ရမှန်းသိလိုက်တဲ့အမျိုးသားဟာမျိုးသမီးငယ်နဲ့ဟက်ကာတို့ကိုကနေဒါမှာရှိတဲ့ထိုသူစီကိုလူကိုယ်တိုင်သွားဖို့ဆုံးဖြတ်လိုက်ကြပါသူတို့ကိုလိုက်လံစောင့်ကြည့်နေတဲ့အရာရှိကလည်းသူတို့ဘယ်ကိုသွားမလဲဆိုတာကိုသိသွားခဲ့ပါတယ်တညလုံးခီးနေခဲ့ပြီးနောက်တစ်နေ့မှာကနေဒါကိုရောက်ရှိသွားပြီးသူတို့ဟာယထာစီးပြီးရှာဖွေနေတုန်းပဲစက်ရုံစောင့်ကြည့်ရေးတက်တွေဟာယထာလန်အတိုင်းလိုက်လာပါတယ်မျက်နှာဖတ်စနစ်နဲ့အဖမ်းမခံရအောင်သူတို့ကိုမျက်နှာဖုံးတွေအမြန်ပေးလိုက်ပါစက်ရုပ်တွေကယထာပေါ်တက်ပြီးလူတွေကိုစစ်ဆေးနေတုန်းမှာစက်ရုပ်တရုတ်ကအမျိုးသားကိုတန်တရားဝင်ပြီးပြစ်ခတ်ဖို့ပြင်လိုက်ပင်မဲ့နောက်ဆုံးစက္ကန့်မှာသူတို့လွတ်မြောက်သွားခဲ့ပါအမျိုးသားနဲ့မျိုးသမီးငယ်တို့ဟာယထာအပြင်ဘက်ကနေခက်ခဲကတ်လိုက်ရင်ယထာမောက်လျက်သားအနေထားနဲ့တော့ပုံးရှောင်ပြီးလိုက်ပါခဲ့ကြပါတယ်လိုက်လံဖမ်းဆီးတဲ့စက်ရုပ်တွေကိုလည်းဟက်ကာရဲ့အကူအညီနဲ့ယထာဘော်ကနေတွန်းချနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့ဟာထိုသူပုံးပေါင်းနေတဲ့တဲအိမ်လေးစီကိုရောက်သွားခဲ့ပါတယ်ထိုသူကကင်မရာကနေတဆင့်သူတို့ဘယ်သူလဲဆိုတာကိုအသေးချာစစ်ဆေးပြီးမှအိမ်ထဲကိုပေးဝင်ခဲ့ပါအိမ်ထဲရောက်တဲ့အခါမှာတော့ထိုသူကသူတို့ရဲ့လက်ကောက်ဝက်မှာထူးဆန်းတဲ့ကိရိယာလေးတွေတက်ဆင်ပေးလိုက်ပါတယ်တကယ်တော့သူတို့ပြန်ပေးဆွဲခံရစဉ်ကတည်းကဂျိုသွားတွေကသူတို့ရဲ့လက်ထဲမှာခြေရာခံကိရိယာတွေမြုပ်နှံထားခဲ့တာပါအဲ့ဒါကြောင့်လဲနှုတ်ဝက်အဖွဲ့အစည်းကသူတို့ကိုအမြဲခြေရာခံနိုင်နေတာဖြစ်ပါတယ်အဲ့ဒီခြေရာခံစနစ်ကိုပိတ်လိုက်တဲ့အခါမှာတော့ရာရှိကြီးဟာသူတို့ရဲ့တီနေရာကိုရှာမရတော့ပဲလမ်းစာပျောက်သွားခဲ့ပါတယ်ထိုသူကသူတို့ကိုပုံမူဘေးကင်းတဲ့နေရာကိုကားနဲ့ခေါ်သွားရင်သူတို့လည်းလွန်ခဲ့တဲ့အနှစ်20ကျော်ကဒီဖြစ်ရပ်တွေကိုသူတေသနာလုံးနေသူဖြစ်ကြောင်းနဲ့သူကိုယ်တိုင်လည်းအာကာသထဲကိုအချက်ပြလိုင်းတွေတခါတည်းပို့လွတ်ခဲ့ဘူးကြောင်းဖွင့်ဟပြောပြခဲ့ပါတယ်အာကာသယာဉ်ဆင်းသက်လာဖို့မိနစ်ပိုင်းလိုမှာပဲတဲအိမ်လေးတစ်ဝိုက်မှာထူဆန်းပြီးကြောက်မက်ဖွယ်ရာကောင်းတဲ့အတန်တွေပဲ့တင်ထပ်လာပါတယ်အမျိုးသားဟာဘာဖြစ်နေတာလဲဆိုတာသိနိုင်ဖို့တောအုပ်ထဲကိုထွက်ပြီးရှာဖွေနေတော့မယ်ဂျိုသားတယောက်ရုတ်တရက်ပေါ်လာပြီးသူ့ရဲ့နောက်ကိုလိုက်ပါတော့ပါတယ်သူဟာကြောက်လန့်နဲ့မင်းငါးစီကဘာလို့ကျင်တာလဲလို့အော်ဟစ်လိုက်ပြီးနောက်မြင်ကွင်းတစ်ခုလုံးမှောင်အတိကျသွားခဲ့ပါတယ်ခဏအကြာမှာတော့အမျိုးသားဟာတဲအိမ်ထဲကိုပြန်ရောက်နေပြီးဂျိုသားကလည်းသူတို့နဲ့အတူရှိနေပါထိုနေရာကဝါရင်သူ့တင်ရာကြီးဟာသူ့ရဲ့ကိရိယာကိုအသုံးပြုပြီးဂျိုသားရဲ့ဘာသာစကားကိုနားလည်အောင်ဘာသာပြန်ပေးခဲ့ပါဂျိုသားတွေရဲ့တကယ်ရည်ရွယ်ချက်ကလူသားတွေဘလို့အသက်ရှင်တယ်လဲကဘာမြေကတခြားကဘာတွေနဲ့ဘာလို့ကွဲပြားနေတာလဲဆိုတာကိုလေ့လာချင်တာဂျိုသားဟာသူတို့ရဲ့စွမ်းအားနဲ့မြင်ကွင်းတချို့ကိုပြသရင်လူသားတို့ရဲ့တမိုင်းကြောင်းတွေကိုမေးမြန်းခဲ့ပါမျိုးသားကလည်းလူသားတို့ကိုးကွယ်ယုံကြည်ရာအထွတ်မြတ်ထားသူတွေအကြောင်းရှင်းပြတဲ့အခါဂျိုသားကသူတို့လည်းထိုပုဂ္ဂိုလ်တွေအကြောင်းသိရှိပြီးသားဖြစ်ကြောင်းနဲ့စကြဝဠာမှာအလွန်ထူးခြားတဲ့သူတွေအဖြစ်သတ်မှတ်ထားကြောင်းပြောပါတယ်နောက်ပြီးထိုမျိုးသားကိုယ်တိုင်ကသူတို့သိကျင်တဲ့မေးခွန်းအလုံးရဲ့အဖြေဖြစ်တယ်လို့ဆိုပါတယ်အမျိုးသမီးငယ်ကလည်းပြန်ပေးဆွဲခံရစဉ်ကတည်းကလက်ထဲမှာနာကျင်နေတာကိုပြောပြတဲ့အခါဂျိုသားကသူတို့နှစ်ဦးရဲ့
လက်ထဲမှာခြေရာခံကိရိယာတွေမြုပ်နှံထားကြောင်းရှင်းပြပါဂျိုသားကအမျိုးသမီးငယ်ရဲ့လက်ကိုနာကျင်မှုမရှိဘဲခွဲထုတ်ပြီးကိရိယာကိုဖယ်ရှားပေးလိုက်တဲ့အခါဒဏ်ရာဟာချက်ချင်းပျောက်ကွင်းသွားခဲ့ပါတယ်ဒါပေမဲ့အမျိုးသားရဲ့လက်ထက်ကကိရိယာကိုဖယ်ရှားပေးဖို့ပြင်နေတုန်းမှာပဲလော့ဝက်အဖွဲ့အစည်းကအရာရှိနဲ့အဖွဲ့သားတွေရောက်လာပြီးဝါရင်သူတေသနာကြီးကိုတပ်ပစ်မယ်လို့ချိန်ချောက်ပါတော့သူတေသနာကြီးအပြင်ထွက်သွားတဲ့အခါရာရှိကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူ့ဖခင်ပျောက်ဆုံးသွားတဲ့ကိစ္စအတွက်လက်သားချီဖို့ကြိုးစားပြီးသူတေသနာကြီးကိုတနက်နဲ့ပစ်လိုက်ပါဒါကိုမြင်သွားတဲ့မျိုးသမီးငယ်ဟာအပြင်ကိုထွက်ပြေးသွားပြီးအဖမ်းခံလိုက်ရပါတယ်ရာရှိကမျိုးသားကိုညှန့်ခံဖို့ချိန်ချောက်ရင်မျိုးသမီးငယ်ကိုပါရက်ရက်ဆက်ဆက်ပစ်တက်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲမျိုးသားရဲ့လက်ထဲကခြေရာခံကိရိယာကတွန့်ထွက်သွားပြီးသူ့ရဲ့စိတ်ဆွမ်းအားအပြည့်အဝနိုးထလာပါတယ်ဂျိုသားကသူ့ကိုစိတ်ဆွမ်းအားအသုံးပြုဖို့တိုက်တွန်းလိုက်တဲ့အခါမှာတော့သူဟာပောက်ကွဲလာတဲ့ခံစားချက်တွေနဲ့အတူဟက်ကာကိုဘေးကင်းရာကိုပို့ဆောင်ပေးလိုက်ပြီးသူ့ကိုရန်ပြုနေတဲ့အရာရှိနဲ့အဖွဲ့သားတွေကိုမျက်စိတမိတ်အတင်းမှတင်ပျောက်ကွယ်သွားအောင်လုပ်ပစ်လိုက်ပါအဆုံးသတ်မှာတော့ဂျိုသားဟာတေဆုံးသွားပြီလို့ထင်ရတဲ့သူတေသနာကြီးနဲ့မျိုးသမီးငယ်ကိုပြန်လည်အသက်သွင်းပေးခဲ့ပြီးသူတို့အားလုံးကိုအာကာသယာဉ်နဲ့ဘေးကင်းရာကိုပို့ဆောင်ပေးခဲ့ပါတယ်6လအကြာမှာတော့မျိုးသားနဲ့မျိုးသမီးငယ်ဟာအေးချမ်းစွာအတူတူနေထိုင်ကြပြီးမျိုးသားကလည်းသူ့ရဲ့ထူးခြားတဲ့စိတ်ဆွမ်းအားတွေကိုဆက်လက်လေ့ကျင့်နေပါတယ်သူတေသနာကြီးနဲ့ဟက်ကာတို့ကလည်းသူတို့ရဲ့ကိုယ်ပိုင်ဖွဲ့စည်းတစ်ကိုတည်ထောင်ပြီးလှုပ်ဝက်ချက်တွေကိုဆက်လက်ဖော်ထုတ်နေကြပါတော့တကယ်တော့ထိုရာရှိကြီးဟာဝါရင်သူတေသနာကြီးနဲ့မျိုးသမီးငယ်တို့ကိုထောက်ထားမရှိပဲတပ်ဖြတ်ခဲ့မှုကြောင့်သူ့ရဲ့ယာတို့ကနေထုတ်ပယ်ခြင်းခံရသူတို့နှစ်ဦးစလုံးဟာဂျိုသားရဲ့အကူအညီနဲ့အသက်ရှင်နေသေးဆိုတာကိုသူလုံးဝမသိရှိခဲ့ပါဘူးနောက်ဆုံးမှာတော့ယာအားလုံးဟာငြိမ်းချမ်းမှုနဲ့အတူဆုံးသက်သွားပါတော့တယ်